တသားမိမိတို့ကိုဖျက်ထုံညံကောင်းတဲ့ကလေးဖြစ်စေဖို့ငယ်စီကလေးကအဟာပြေဝအောင်ဖြစ်စီပေးဖို့အရေးပါပါတယ်။နေ့စဉ်စားသုံးမှုမှာကလေးရဲ့အုံနောက်ဖွံ့ဖြိုးမှုကိုထောက်ကူပေးနိုင်မယ်။အာဟာရတွေပါဝင်ရောက်ပြင်ဆင်ပေးဖို့လိုပါတယ်။ကလေးကိုမျှော်လင့်ချက်ပြည့်ယုံကြည်ချက်ရှိပြီးတော့စိတ်အားထက်သန်စွာနဲ့ထက်မြက်တဲ့ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့အတွက်အခုလိုပြောထောင်ပေးလို့ရပါတယ်နော်။ညီမရဲ့ဗီဒီယိုလေးကိုမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification bell လေးကိုပါonလုပ်နေပါနဲ့ဦးရှင်။ပထမဦးဆုံးကတော့ပြဿနာကိုသုံးသပ်နိုင်အောင်သင်ပေးပါနော်အခက်အခဲတွေကြုံလာတဲ့အခါမှာစိတ်လိုက်မှန်မှမလုပ်ဘဲနဲ့ပြဿနာကိုသုံးသပ်တတ်အောင်သင်ထားပေးပါဥပမာပြဿနာတစ်ခုရှိရတဲ့အခါမှာကလေးကိုပြဿနာကဒုထင်တယ်လို့မဆိုဘူးဖြည့်ရှင်းနည်းတွေရှိရဆိုတာကိုသင်ပြပေးပါနောက်တစ်ချက်ကတော့ကိုယ်တိုင်ဖြည့်ရှင်းတတ်အောင်သင်ပေးပါအခက်အခဲတစ်ခုရှိတဲ့အခါမှာကလေးကိုဝင်ဖြည့်ရှင်းပေးတာမျိုးမလုပ်ဘဲနဲ့သူကိုယ်တိုင်ဖြည့်ရှင်းတာကိုဘေးကနေကြည့်နေပေးပါမှားယွင်းနေတာမျိုးမဟုတ်ဘူးဆိုရင်ကိုယ်တိုင်ဖြည့်ရှင်းအောင်ထားလိုက်ပါကလေးကဖြည့်ရှင်းတဲ့ပုံစံမှားနေမယ်ဆိုရင်တော့ဝင်ပြောပြပေးပါနောက်တစ်ချက်ကတော့ရှင်းပြပေးပါနော်ပြဿနာတစ်ခုရှိရဆိုရင်ကလေးနားနဲ့လောက်တဲ့စကားလုံးတွေနဲ့ပြဿနာတွေကိုရှင်းပြပါဒီလိုရှင်းပြတဲ့အခါမှာကလေးကသူစဉ်းစားမိတာတွေကိုပြန်ပြလာလို့ရှိရင်လည်းနားထောင်ပေးရင်းနဲ့အတွေ့အကြုံတွေစဉ်းစားပုံတွေကိုဖလှယ်ပါနော်နောက်တစ်ချက်ကတော့အကောင်းဆုံးဖြစ်မဲ့အဖြေကိုစဉ်းစားခိုင်းပါကလေးကအခက်အခဲအတွက်ဖြည့်ရှင်းနည်းကိုထုတ်ပြီးပြီဆိုရင်အကောင်းဆုံးဖြစ်မဲ့အဖြေတစ်ခုကိုထုတ်နိုင်စေဖို့စဉ်းစားခိုင်းပါနောက်တစ်ချက်ကတော့ပဇယ်ကစားခိုင်းပါကလေးကိုဖြည့်ထုံညက်ကောင်းစေဖို့နောက်ထပ်လှုပ်ဆောင်လို့ရတဲ့နည်းလမ်းတစ်ခုကတော့ပဇယ်ကစားခိုင်းတာပါကလေးကိုပဇယ်ကစားခိုင်းတာကကလေးရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ဖြည့်ထုံညက်ကောင်းစေဖို့ထောက်ကူပေးနိုင်မှာပါနောက်ပြီးတော့ဖွက်ထားတဲ့ပစ္စည်းတွေရှာရတဲ့ဂိမ်းတွေကိုကစားခိုင်းပါတသားမိမိတို့ကိုပစ္စည်းလေးတွေရှာပေးခိုင်းတဲ့ဂိမ်းမျိုးကစားပေးတာရုပ်ပုံလေးထဲမှာဖွက်ထားတဲ့ပုံလေးတွေကိုရှာခိုင်းတဲ့ဂိမ်းမျိုးကစားခိုင်းတာကကလေးရဲ့ဖြည့်ထုံညက်ကောင်းစေဖို့ထောက်ကူပေးနိုင်ပါတယ်အခုညီမပြပေးခဲ့တဲ့နီလန်းလေးတွေကိုလှုပ်ဆောင်ပေးပြီးတော့တသားမိမိတို့ကိုအသက်အရွယ်လိုက်လိုအပ်တဲ့အဟာရတွေကိုလည်းပြည့်ဝအောင်ပြင်ဆင်ကျွေးမယ်ဆိုလို့ရှိရင်ဖြည့်ထုံညက်ကောင်းပြီးတော့ထက်မြက်တဲ့ကလေးတွေရဲ့ဖြစ်ကြီးပြင်းအရွယ်ရောက်လာမှာဖြစ်ပါတယ်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်မိရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါပါနော်